နာမည်ကြီးအဝတ်လျှော်စဲ fully auto 9kg ကိုပေါက်ဈေးမှာ2,200,000တိတိရှော့ရောင်းပေးမဲ့အစီအစဉ်ကျွန်တော်မှရှိနေပါတယ်ပေါက်ဈေးမှာ2,200,000တိတိရှော့ရောင်းပေးမဲ့အစီအစဉ်ကျွန်တော်မှရှိနေပါတယ်အရေးအတွက်အဖြစ်တော့အလုံး90သာရှိပါတယ်နာမည်ကတော့လူချင်းမင်းတို့အနောက်မှာမြင်နေရတဲ့ LG ဖြစ်ပါတယ်ဆိုတော့ inverter type အဝတ်လျှော်စက်ဖြစ်တယ်သူ့ရဲ့ motor ကိုလည်းကုမ္ပဏီက10နှစ်အာမခံပေးတယ်ဆိုတော့အထူးတွေပြောစရာမလိုအောင်အကျန်းခံတယ်သူ့ရဲ့ပုံမှန်ပေါက်ဈေးက14,900,000ရှိပါတယ်ဒါကိုကျွန်တော်ကပေါက်ဈေးမှာ2,200,000တိတိလူချင်းမင်းတို့ကိုကျွန်တော်ကဈေးလျှော့ပြီးရောင်းပေးမှာဖြစ်ပါတယ်အဲ့တော့လူချင်းမင်းတို့က12,900,000သာကျတင်မှာဖြစ်ပါတယ်โอเคသူ့ရဲ့အသားအနားလေးကိုကျွန်တော်တစ်ချက်လောက်ပြပေးမယ်အဝတ်လျှော်စက်ရဲ့အယောင်သွေးကတော့ကျွန်တော်တို့ဒါ gray ဘက်ကိုရင့်ရင်လေးသွားတယ်ဆိုတော့ကျွန်တော်တို့အပေတေခံတဲ့အယောင်မျိုးဖြစ်တာကိုကျွန်တော်တို့တွေ့ရတယ်။နောက်ပြီးတော့ဒီအပေါ်မှာတစ်ချက်ကျွန်တော်ပြပေးမယ်။ဒီအပေါ်ကအဖုံးတွေဆိုလို့ရှိရင်ကျွန်တော်တို့ temper glass မှန်ပြားတွေကိုတုံထားတယ်ကျွန်တော်တို့ fiber မဟုတ်ဘူးပေါ့ဗျာ။အတွင်းထဲကကန်တွေဆိုရင် steel ကန်တွေဖြစ်မယ်။ယခုအဝတ်လျှော်စက် fully auto ကိုကျွန်တော်တို့ကရေအားကောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်ရေအားမကောင်းတဲ့နေရာမှာပဲဖြစ်ဖြစ်အသုံးပြုလို့ရတယ်ရေအားမကောင်းတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့က semi auto စနစ်နဲ့အဝတ်လျှော်လို့ရတယ်အချို့အဝတ်လျှော်စက်တွေကလုံးဝလျှော်လို့မရဘူးရေအားကောင်းလို့ရှိရင်လည်းလူချင်းမင်းတို့က power ဖွင့်ပြီးတော့ကျွန်တော်တို့ပလေးတစ်ချက်နှိပ်ပြီးအိမ်တကားတော့ခတ်ပြီးထွက်သွားလို့ရတယ် all fully auto ဖြစ်ပါတယ်ထဲထဲမှာစက်တဲ့ပမာဏကကျွန်တော်တို့ 9kg စက်နေဆိုတဲ့အခါကျတော့မိသားစု6ယောက်9ယောက်ရှိတဲ့အိမ်တွေဆိုရင်ကောင်းကောင်းအသုံးပြုနိုင်ပါတယ်အတွင်းထဲကကန်ဆိုလို့ရှိရင်လည်းစတီးကန်ဖြစ်သွားပါပြီကျွန်တော်အတွင်းထဲကိုတစ်ချက်ပြပေးအတွင်းထဲမှာဆိုရင်စတီးကန်တွေဖြစ်သွားပြီသူ့မှာကုမ္ပဏီရဲ့ official ကျွန်တော်တို့ LG ရဲ့10နှစ်အာမခံကပ်ပြားပါတယ် manual ဘုတ်တွေပါတယ်အသုံးပြုမယ်ဆိုရင်ရှောင်းရန်ဆောင်ရန်ဒီပေါ့ဗျာဒီမှာရေးပေးထားပါတယ်အဝတ်လျှော်စက်ကအောက်မှာထည့်ဖို့အတွက်ကြွက်ကာတွေပါမယ်ကျွန်တော်တို့ရေသွင်းပိုက်တွေပါမယ်ကျွန်တော်တို့ရေထုတ်ပိုက်တွေပါတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်အဝတ်လျှော်စက်ရဲ့ထဲထဲကကျွန်တော်တို့fitter ဆိုလို့ရှိရင်လည်းသူက power fitter ဖြစ်သွားပြီဒီလိုလေးထုတ်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့အမိုက်တွေကိုဒီလိုမျိုးအလွယ်တကူတန့်ရှင်းလုပ်လို့ရတယ် steel fitter လေးနဲ့ပါတာကျွန်တော်တို့တွေ့ရတယ်ဟိုရင်တော့အဝတ်အိတ်တွေနဲ့ဆိုတော့ခဏလေးပြဲတာပေါ့နော်ဒီ fitter တွေကတော့ပြဲတာတွေပေါက်တာတွေမရှိတော့ဘူးအဝတ်လျှော်စက်ကအပေါ်ကအဖုံးဆိုလို့ရှိရင်လည်းသူက hydraulic ပါလာတယ်ဖြည်းဖြည်းချင်းပဲပြန်ပိတ်သွားတယ်ကျွန်တော်ဝုန်းဆိုပြီးတော့တကားကြီးကပြုံးမကျသွားဘူးပေါ့နော်ဒါကတော့တကယ်နာမည်ကြီးတဲ့ brand တွေမှာဆိုတော့ဒီလိုပုံစံမျိုးလာတာများပါတယ်အဝတ်လျှော်စက်က 9kg ပါအဝတ်လျှော်စက်ထားဖို့အတွက်နေရာအကျယ်ဝန်းကိုကျွန်တော်ဒီဝတ်လျှော်စက်ကိုကျွန်တော်တိုင်းပြပေးမယ်အမြင့်ဆိုလို့ရှိရင်ဘယ်လောက်ရှိသလဲဆိုရင်အမြင့်က3ပေကို1လက်မလောက်ရော့ပါတယ်ပြီးသွားလို့ရှိရင်အရှင်းနဲ့အနောက်ဆိုလို့ရှိရင်23လက်မဆိုတော့ကျွန်တော်တို့2ပေပတ်လည်လောက်ရှိတယ်ပေါ့နော်ဒီလိုမျိုး2ပေပတ်လည်နီးပါးလောက်ရှိတယ်23လက်မပတ်လည်ရှိပါတယ်ဆိုတော့နေရာတိုင်းတော်တော်များများထားလို့အဆင်ပြေတဲ့ site လည်းဖြစ်တယ်ပေါ့ဗျာဈေးနှုန်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဈေးနှုန်းကခုနကျွန်တော်ပြောသလိုပဲ2,200,000တိတိတက်တာမှာဖြစ်ပါတယ်တကယ်လို့များအဝတ်လျှော်စက်လိုအပ်မယ်ဆိုလို့ရှိရင်လူချင်းမင်းတို့ဒီ LG အဝတ်လျှော်စက်ကလည်းဝယ်သင့်တဲ့အထဲမှာတစ်ခုပါတယ်ကျွန်တော်ကလည်းပစ္စည်းများဝယ်ပြီးတော့အမျက်နည်းနဲ့မြန်ရောင်းတာဖြစ်တဲ့ကြောင့်လူချင်းမင်းတို့အတွက်ပေါက်ဈေးမှာ2,200,000တိတိတက်တာမှာဖြစ်ပါတယ်နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်ကျေးဇူးတင်ပါတယ်